ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့ပြည်ဆိုင်ရာကြက်ချင်နီကော်မတီ ICRC တို့တွေ့ဆုံခွင့်ရခဲ့တဲ့သတင်းထွက်ပေါ်လာပါတယ်။ဒါပေမဲ့ဒီတွေ့ဆုံမှုရဲ့လေ့လာတွေ့ရှိချက်တွေကိုပြည်သူကိုအသိမပေးဘဲစစ်တပ်ကသာလျှို့ဝှက်တင်ပြသွားမယ်လို့ဆိုလာတဲ့အခါနောက်ွယ်ကအခြေအနေတွေကဘာတွေဖြစ်နေမလဲ။ထိုင်းနိုင်ငံကိုတရားဝင်ခရီးစဉ်တွားရောက်ဖို့ပြင်ဆင်နေတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ခြေလှမ်းဟာနိုင်ငံရေးအရာအသက်ရှူပေါက်ရှာဖွေရေးတသက်တာဖြစ်ပြီးဒါကိုလက်ခံတွေ့ဆုံမဲ့ထိုင်းဆိုရရဲ့လုပ်ရပေါ်အခြေခံမှုမရှိတဲ့လုပ်ရဖြစ်ထိုင်းလွှတ်တော်အမတ်ကိုယ်တိုင်ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြလိုက်တဲ့အခြေအနေမြေပြင်စစ်ရေးမှာအကြီးအကျယ်ရှုံးနေတဲ့စစ်ကောင်စီဟာကရင်ပြည်နယ်ဒေါနအရှိချမ်းကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာချိန်မှာတော့စစ်ကြောင်းမှုဖြစ်သူဗိုလ်မှူးအဆင့်ရှိသူအပါအဝင်စစ်ကြောင်းတစ်ကြောင်းလုံးနီးပါးခြေမုံခံလိုက်ရတဲ့နောက်ဆုံးရစစ်ရေးသတင်းဒီသတင်းတွေနဲ့နိုင်ငံရေးစစ်ရေးအချိုးကွေတွေပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းအနေနဲ့ပြည်တွင်းပြည်ပကပြည်သူတွေအားလုံးအထူးစိတ်ဝင်စားနေတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လာပါများစွာအဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့ဒေါအောင်ဆန်းစုကြည်ကိုအပြည်ပြည်ဆိုင်ရာကြက်ချင်နီကော်မတီ ICRC ကဒီကနေ့ဩဂုတ်လ3ရက်နေ့မှာတွားရောက်တွေ့ဆုံခွင့်ရရှိခဲ့ပြီလို့တရားဝင်အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ဒီတွေ့ဆုံမှုဟာလွတ်လပ်ခွင့်ဆုံးရှုံးနေသူတွေကိုတွားရောက်တွေ့ဆုံတဲ့ ICRC ရဲ့ဆန်လုံထုံးလုပ်နည်းတွေနဲ့အညီဆောင်ရွက်ခဲ့တာဖြစ်ပြီး ICRC ကိုယ်စားလှယ်တဦးကဒေါအောင်ဆန်းစုကြည်နဲ့တီးတန့်တွေ့ဆုံစကားပြောဆိုခွင့်ရခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်မိသားစုဝင်တွေနဲ့သတင်းစကားဖလှယ်နိုင်ဖို့အခွင့်အရေးကိုလည်း ICRC ကစီစဉ်ပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ဒီနေရာမှာစဉ်းစားစရာဖြစ်လာတာက ICRC ရဲ့ထုတ်ပြန်ချက်ထဲကအချက်တစ်ချက်ပါ။အဲ့ဒါကတော့ဒီတွေ့ဆုံမှုအတွင်းတွေ့ရှိခဲ့ရတဲ့အကျဉ်းထိမ့်သိမ်းမှုအခြေအနေတွေလေ့လာတွေ့ရှိချက်တွေနဲ့အကြံပြုချက်တွေကိုအများပြည်သူသိအောင်ထုတ်ဖော်ပြောကြားမှာမဟုတ်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ICRC အနေနဲ့သူတို့ရဲ့လုပ်ငန်းစဉ်အစဉ်လာရဖန်စီထိမ့်သိမ်းထားတဲ့အာဏာပိုင်တွေဆိုလိုတာကစစ်ကောင်စီထံကိုသာတီးတန့်လျှို့ဝှက်စွာဆွေးနွေးတင်ပြသွားမယ်လို့ကြေညာထားပါတယ်။ဒီအခြေအနေကိုနိုင်ငံရေးအရသုံးသပ်ကြည့်မယ်ဆိုရင်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာနိုင်ငံတကာရဲ့ဖိအားတွေအပတ်ကနေလဲပေးညှစ်ခံနေရချိန်မှာဒီတွေ့ဆုံမှုကိုခွင့်ပြုပေးလိုက်တာဟာသူတို့ရဲ့နိုင်ငံရေးထွက်ပေါက်တစ်ခုဖန်တီးဖို့စ조사မှုတသက်တာဖြစ်နိုင်ပါတယ်။ ICRC ရဲ့တွေ့ရှိချက်တွေကိုအများပြည်သူစီမရောက်အောင်ပိတ်ပင်ထားနိုင်တာဟာစစ်ကောင်စီအတွက်နိုင်ငံရေးအကျဉ်းသားတွေပေါ်ကျူးလွန်နေတဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုဆက်လက်ဖုံးကွယ်ထားခွင့်ရနေစေပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးဒေါအောင်ဆန်းစုကြည်ရဲ့တားဖြစ်သူကင်အရစ်ကလည်းချက်ချင်းဆိုသလိုလူမှုကွန်ရက်ကနေတဆင့်တုံ့ပြန်တောင်းဆိုမှုတွေပြုလုပ်လာပါတယ်။ကင်အရစ်ကဒီ ICRC နဲ့တွေ့ဆုံမှုသတင်းသာမှန်ကန်ခဲ့မယ်ဆိုရင်ဒါဟာ9နှစ်ကျော်ကာလအတွင်းမိခင်ဖြစ်သူနဲ့ပတ်သက်လို့ပထမဆုံးအပြုသဘောဆောင်တဲ့တိုးတက်မှုဖြစ်တယ်လို့ဆိုပါတယ်။ဒီနေရာထိရောက်လာအောင် proof of life တက်ရှိထင်ရှားရှိကြောင်းတက်သေးပြရေးလှုပ်ရှားမှုမှာပါဝင်ခဲ့ကြသူတွေလူတို့ရဲ့တောင်းဆိုမှုတွေနဲ့နိုင်ငံတကာရဲ့ဖိအားတွေကြောင့်သာဖြစ်တယ်လို့သူကကျေးဇူးတင်စကားဆိုထားပါတယ်။ဒါပေမဲ့ကင်မရစ်ကပြက်ပြက်သားသားတောင်းဆိုလိုက်တာကတော့ဒီတွေးဆုံမှုဟာပထမခြေလှမ်းသာဖြစ်ပြီးနောက်ဆုံးခြေလှမ်းမဖြစ်တင်ဘူးဆိုတာပါပဲ။မိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းနဲ့ချွင်းချက်မရှိပြန်လွတ်ပေးဖို့မိခင်ဖြစ်သူရဲ့ကျန်းမာရေးအခြေအနေကိုလွတ်လပ်ပြီးယုံကြည်ရတဲ့သတင်းအချက်အလက်ရရှိခွင့်နဲ့ဓာတ်ရိုက်စကားပြောဆိုခွင့်မိသားစုတွေ့ဆုံခွင့်တွေရရှိဖို့ကိုပြင်းပြင်းထန်ထန်တောင်းဆိုလိုက်ပါတယ်။စစ်ကောင်စီအနေနဲ့နိုင်ငံရေးအရအမျက်ထုတ်ဖို့စ조사နေပေမဲ့နိုင်ငံတကာနဲ့မိသားစုဝင်တွေကတော့ချွင်းချက်မရှိလွတ်ပေးရေးဆိုတဲ့ယက်တီချက်ကနေနောက်ဆုတ်သွားမှာမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။ဆက်လက်ပြီးစစ်ကောင်စီခေါင်းဆောင်ရဲ့တန်တမန်ရေးရအကြက်တဲနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။လာမယ့်ဩဂုတ်လ6ရက်နေ့ကနေ9ရက်နေ့အထိထိုင်းနိုင်ငံကိုတွားရောက်ဖို့ရှိနေတဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးထိုင်းလွှတ်တော်အမတ်ကန်နာဗီစူးဆန်ကအပြင်းထန်ဝေဖန်ထောက်ပြလိုက်ပါတယ်။ဒီခီးစဉ်ဟာတာမန်တန်တမန်ခီးစဉ်တစ်ခုမဟုတ်ပဲထိုင်းနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒနဲ့အာဆီယံတွင်းရည်တည်ချက်ကိုပါထိခိုက်စေမဲ့အရေးကြီးဖြစ်စဉ်ဖြစ်တယ်လို့လွှတ်တော်အမတ်ကဆိုပါတယ်။ထိုင်းဆိုရအနေနဲ့နေဆက်လုံခြုံရေးအတွက်ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားဖို့လိုအပ်တယ်ဆိုတာမှန်ပေမဲ့အခုခီးစဉ်ဟာအခြေခံမှုမရှိတဲ့တွေးဆုံမှုဖြစ်နေတယ်လို့သူကပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။ပွဲချမ်းစစ်ဖြာကြည့်ရရင်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာပြည်တွင်းမှာစစ်ရေးရဘက်ဘက်ကရှုံးနေပြီးနိုင်ငံတကာမျက်နှာစာမှာလည်းအထီးကျန်ဖြစ်နေချိန်မှာဒီထိုင်းခီးစဉ်ကိုအသုံးချပြီးနိုင်ငံရေးရတရားဝင်မှု legitimacy ရဖို့ကြိုးပမ်းနေတာအထင်ရှားပါပဲ။အနီရောင်ကော်စော်ခင်းကြိုဆိုတာတွေပူတွဲသတင်းစာရှင်းလင်းပွဲလုပ်တာတွေဟာစစ်အာဏာရှင်ကိုနိုင်ငံတကာကပြန်လည်အတိမတ်ပြုနေပြီဆိုတဲ့မှားယွင်းတဲ့ပုံရိပ်ကိုဖန်တီးပေးလိုက်တယ်လို့ဖြစ်သွားစေပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံအနေနဲ့ principal engagement လို့ခေါ်တဲ့အခြေခံမူတွေအပေါ်ယက်တည်တဲ့ဆက်ဆံရေးမျိုးကိုပဲကျင့်သုံးသင့်တယ်လို့လွှတ်တော်အမတ်ကတိုက်တွန်းထားပါတယ်။ဒီလိုတွေ့ဆုံရမှာအနည်းဆုံးအချက်5ချက်ကိုထိုင်းဘက်ကတောင်းဆိုသင့်တယ်လို့သူကအဆိုပြုပါတယ်။အဲ့ဒီချက်တွေကတော့တရသားတွေအပေါ်စစ်ကောင်စီကတိုက်ခိုက်နေတာတွေရပ်တန့်ဖို့နှစ်လူသားချင်းစာနာမှုအကူအညီတွေလုံခြုံစွာဖြန့်ဝေခွင့်ပြုဖို့3 online ငွေလိမ်ကိုင်းကြားဖြန့်လူကုန်ကူးမှုနဲ့မူရစ်ဆေးဝါးစတဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုနှိမ်နင်းဖို့လေးစစ်ကောင်စီခွင့်ပြုထားတဲ့တပ်တူတူဖော်ရေးတွေကြောင့်ထိုင်းဘက်အထိရောက်လာတဲ့တဘာပတ်ဝန်းကျင်ညဉ့်ညမ်းမှုကိုဖြည့်ရှင်းဖို့နဲ့ငါးအာဆီယံဘုံသဘောတူညီချက်9ရက်ကိုအကောင့်ထဲပေါ်ဖို့ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒီချက်တွေကိုမတောင်းဆိုပဲဓာတ်ပုံရိုက်ကြေညာချက်ထုတ်ယုံတက်တက်ဆိုရင်တော့ထိုင်းနိုင်ငံဟာမင်းအောင်လှိုင်ကိုနိုင်ငံရေးတရားဝင်မှုအလကားပေးလိုက်တယ်လို့ဖြစ်သွားမယ်လို့သတိပေးထားပါတယ်။
ဒါဟာစစ်ကောင်စီရဲ့နိုင်ငံတကာတန်တမာရေးရာကစားကွက်တွေကိုအိန္ဒိချင်းနိုင်ငံတွေကနိုင်ငံရေးသမားတွေကိုယ်တိုင်ကကောင်းကောင်းသဘောပေါက်နေပြီဆိုတာကိုပြသနေပါတယ်ဆက်လက်ပြီးပြည်တွင်းစစ်ရေးသတင်းကိုတင်ဆက်ပေးပါမယ်နိုင်ငံရေးရာထွက်ပေါက်ပိတ်နေတဲ့စစ်ကောင်စီဟာမြေပြင်စစ်ရေးမှာလည်းစက်တိုက်ဆိုသလိုအကြီးကျယ်ရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ကရင်ပြည်နယ် KNU တပ်မ6ထိန်းချုပ်နယ်မြေဒူပလာယာခရိုင်ဒေါနာအရှိချမ်းမှာသူတို့လက်လွတ်ခဲ့ရတဲ့နယ်မြေတွေကိုပြန်လည်စိုးမိုးနိုင်မှုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာအခုတော့အသေးပြောင်းများစွာနဲ့ချေမှုန်းခံလိုက်ရပြီဖြစ်ပါတယ်ဒီကနေ့ဩဂုတ်လ3ရက်နေ့မှာပဲစစ်ကောင်စီရဲ့တပ်မ22လက်အောက်ခံခမာယာ2003နဲ့ခမာယာ210တရင်တွေပါဝင်တဲ့စစ်ကြောင်းကို KNL တရင်28တရင်မှုဒုတိယဗိုလ်မှူးကြီးစော်တာဘောဦးဆောင်တဲ့တပ်ဖွဲ့နဲ့တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီတိုက်ပွဲမှာခမာယာ2003တရင်ကစစ်ကြောင်းမှုဗိုလ်မှူးအဆင့်ရှိသူအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားတေဆုံးခဲ့ပြီးစစ်ကြောင်းတစ်ကြောင်းလုံးနှိပါပျက်စီးသွားခဲ့တယ်လို့ KNU ဒူပလာယာခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်တိုက်ပွဲအပြီးရှင်းလင်းလုပ်ရမှာစစ်ကောင်စီရဲ့ရုပ်အလောင်းတွေအပြင်လက်နက်ခဲယမ်းအမြောက်အများကိုပါတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကတင်စီရမိခဲ့ပါတယ်။တင်စီရမိတဲ့လက်နက်တွေထဲမှာ MA1, MA2, MA3, MA ပူတွဲစတဲ့တပ်နက်တွေ RPG နဲ့ GPG လိုလက်နက်ကြီးတွေ60မမဘုံသီးတွေအီနာဂါဘုံသီးတွေနဲ့ကြီးစံပေါင်းများစွာပါဝင်တာကိုတွေ့ရပါတယ်။ဒီစစ်ရေးအခြေအနေကိုသုံးသပ်ကြည့်မယ်ဆိုရင်စစ်ကောင်စီရဲ့အမိန့်ပေးကုတ်ကဲမှုစနစ်ဟာမြေပြင်မှာလုံးဝပြိုကွဲစပြုနေပြီဆိုတာထင်ရှားပါတယ်။နယ်မြေပြန်လည်စိုးမိုးဖို့တပ်မအဆင့်လွှတ်လိုက်ပေမဲ့စစ်ကြောင်းမှုကိုယ်တိုင်ကြာဆုံးပြီးတက်လုံးပြုတ်တဲ့အထိဖြစ်သွားတာဟာစစ်ကောင်စီတပ်တွေရဲ့တိုက်ရိုက်ခိုက်ရည်နဲ့စိတ်တပ်ပိုင်းဆိုင်ရာကြာဆင်းနေမှုကိုမိမောင်းထိုးပြနေပါတယ်။အခုဆိုရင်အာဏာသိမ်းစစ်ကောင်စီဟာအင်အားပြုံးတိမှုတွေကိုအစားထိုးဖို့အတွက်မတရားစစ်မှုထမ်းဥပဒေကိုအသုံးချပြီးလူငယ်တွေကိုရှေ့တန်းစစ်မျက်နှာပြင်စီအတင်းအဓမ္မတွန်းပို့နေပါတယ်။ဒါကြောင့်မို့မိမိဆန္ဒမပါဘဲအတင်းအဓမ္မစစ်မှုထမ်းခိုင်းခံနေရတဲ့တပ်သားတွေအနေနဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့နှိစက်ရာတော်လှန်ရေးတပ်ဖွဲ့တွေစီကိုမြန်မြန်ဆန်ဆန်အလင်းဝင်ကြဖို့ KNU ကလူသားချင်းစာနာမှုအပြည့်နဲ့ထပ်မံတိုက်တွန်းထားပါတယ်။စစ်ကောင်စီအတွက်တော့နိုင်ငံရေးရောစစ်ရေးပါကြာဆုံးမှုတွေစက်တိုက်ကြုံတွေ့နေရတဲ့ကာလတစ်ခုလို့ဆိုရမှာပဲလို့သုံးသပ်တင်ဆက်လိုက်ရပါတယ်။ဒီကနေ့အရေးကြီးဆုံးသတင်းတွေကိုအချင်းချုပ်ပြီးအရင်ဆုံးတင်ပြပေးခြင်းပါတယ်ခင်ဗျာပထမဆုံးသတင်းအနေနဲ့နေပြည်တော်ကနေထွက်ခွာလာတဲ့တော်ဝင်ခီးတဲ့တင်မှန်လုံကားကြီးတစ်စီးဟာမကွေးတိုင်း6မြို့နယ်အနီးမှာခီးတဲ့တွေနဲ့အတူပျောက်ဆုံးသွားခဲ့ပြီးနောက်ပိုင်းမှာလူအချို့ပြန်လည်လွတ်မြောက်လာပေမဲ့ကားကြီးကတော့အခုထိပျောက်ဆုံးနေဆဲဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ဒုတိယသတင်းကတော့နေဆက်ဖြတ်ကျော်ရာဇဝမှုတွေနဲ့လူကုန်ကူးမှုတွေမှာပါဝင်သက်နေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့နေချားဆောက်တက် BGF ခေါင်းဆောင်တဦးဖြစ်သူဗိုလ်မှူးစောမုတ်တုံကိုထိုင်းတရားရုံးကနေ15နှစ်တက်တန်းရှိတဲ့ဖမ်းဝရမ်းထုတ်ပြန်လိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ပကံညာဦးလေစိတ်အတွင်းမှာခြေစိုက်ထားတဲ့စစ်ကောင်စီရဲ့ထိုင်ခိုင်ရဲ့ရဟရင်တွေနဲ့လောင်စာစီကန်တွေကိုဒေါ်လာရေးအင်အားစုတွေကဒုံးကျည်ရှစ်လုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့မစ်ရှင်59စစ်စင်ရေးသတင်းကိုတင်ဆက်ပေးပါမယ်။ဒါအပြင်အွန်လိုင်းငွေလိမ်ကိုင်းတွေနဲ့လူကုန်ကူးမှုတွေကိုထိရောက်စွာနှိမ်နင်းဖို့ဆိုပြီးတေတံအထိပြစ်ဒဏ်ပေးနိုင်မဲ့ဥပဒေတရက်ကိုစစ်ကောင်စီကအတည်ပြုလိုက်တဲ့ကိစ္စကိုလည်းတင်ပြပေးသွားမှာဖြစ်ပါတယ်။နိုင်ငံရေးသတင်းတွေထဲမှာတော့မိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်ဖမ်းဆီးခံထားရတာရပ်ပေါင်း2000ပြည့်သွားပြီဖြစ်ပေမဲ့အသက်ရှင်နေကြောင်းယုံကြည်စိတ်ချရတဲ့တပ်တွေတစုံတရာမရှိသေးဘူးလို့တားဖြစ်သူကင်မက်အဲရစ်ကစိုးရိမ်တကြီးထုတ်ဖော်ပြောကြားလိုက်တဲ့သတင်းလည်းပါဝင်ပါတယ်။နောက်ထပ်သတင်းတစ်ခုကတော့ကရင်ပြည်နယ်ဖလူဒေတာမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီရဲ့လေကြောင်းဘုံကျဲမှုကြောင့်ဘုံကြီးကျောင်းအတွင်းကတန်ဃာတော်တစ်ပါးပြန်လွန်တော်မူခဲ့ရတဲ့ဝန်ထဲစီယာဖြစ်ရပဲဖြစ်ပါတယ်။ဒါအပြင်2026ခုနှစ်ရဲ့ပထမ6လအတွင်းမှာတင်စစ်ကောင်စီကကျူးလွန်ခဲ့တဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကြောင့်အရက်သား450ကျော်သေဆုံးခဲ့ရတယ်ဆိုတဲ့ AC လက်တီးရဲ့အစီရင်ခံစာသတင်းကိုလည်းတင်ဆက်ပေးပါမယ်။နောက်ဆုံးသတင်းတွေနဲ့ကတော့မန္တလေးကတပိတ်ကောင်းဆောင်ကိုထက်မြက်အောင်ကိုထောင်ဒဏ်32နှစ်အထိမတရားပြစ်ဒဏ်တွေအမြောက်များချမှတ်လိုက်တဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အခုသတင်းတွေကိုအသေးစိတ်တင်ဆက်ပေးတော့မှာမို့မိဘပြည်သူများအနေနဲ့အဆုံးထိနားဆင်ပေးကြဖို့ဖိတ်ခေါ်လိုပါတယ်ခင်ဗျာပထမဆုံးအနေနဲ့စီးရဲသတင်းတွေကိုစတင်တင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့ဇူလိုင်လ28ရက်နေ့ည10:00နာရီခွဲဝန်းကျင်မှာမန္တလေးတိုင်းညောင်ဦးလေဆိပ်အတွင်းကိုဒေသခံတော်လှန်ရေးအင်အားစုတွေကဒုံးကျည်တွေနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်ဒီစစ်စင်ရေးကို Brave Warriors BWM အဖွဲ့ကဦးဆောင်ပြီးမဟာမိတ်ဖွဲ့တွေဖြစ်ကြတဲ့ NMD PDF အညာ Infinity Justice Brothers Force တောင်တာတောင်ပလအဖွဲ့တွေနဲ့ညောင်ဦးခရိုင်တရင်ကားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။သူတို့ကတော့ဒီစစ်စင်ရေးကို BWM ရဲ့58ခုမြောက်မစ်ရှင်အဖြစ်အမည်ပေးထားပါတယ်။ညောင်ဦးလေဆိပ်အတွင်းကိုဒုံးကျည်8လုံးပစ်ခတ်ခဲ့ရမှာ9လုံးကတော့ပြစ်မှတ်တွေကိုအောင်မြင်စွာထိမှန်ခဲ့တယ်လို့သိရပါတယ်။အဓိကပြစ်မှတ်ထားတာကတော့လေဆိပ်အတွင်းမှာရှိနေတဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေဂျိုင်ရိုကော်ပတာတွေနဲ့လောင်စာဆီတိုးလောင်ကန်တွေပဲဖြစ်ပါတယ်။ဒီညောင်ဦးလေဆိပ်ဟာအခုနောက်ပိုင်းမှာခရီးသွားတွေအတွက်မဟုတ်တော့ပဲစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ရေးဗဟိုချက်တစ်ခုဖြစ်လာနေတာပါပြီးခဲ့တဲ့မေလကုန်ပိုင်းကတည်းကမကွေးလေတပ်စခန်းကရဟတ်ယာဉ်တွေကိုဒီလေဆိပ်စီရွှေ့ပြောင်းထားပြီးပခုတ်ကူမြိုင်မြစ်ချေဒေသတွေနဲ့ချင်းတောင်တန်းကကြောက်ထုနယ်မြေတွေအထိနေ့စဉ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ဖို့အသုံးပြုနေတာဖြစ်ပါတယ်ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အပြစ်မဲ့ပြည်သူတွေနေ့စဉ်နဲ့အမျှအသက်ဆုံးရှုံးနေရတာကြောင့်အခုလိုတုံ့ပြန်တိုက်ခိုက်ရတာဖြစ်တယ်လို့ဒေါ်လာရေးအဖွဲ့တွေကဆိုပါတယ်ဒီတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်က10ဦးထက်မနည်းထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့လည်းအချို့သောသတင်းရင်းမြစ်တွေကခန့်မှန်းထားကြပါတယ်။နောက်ထပ်စစ်ရေးသတင်းတစ်ခုကတော့မကွေးတိုင်းအောင်လံမြို့နယ်ကဖြစ်ရပါ
ဇူလိုင်လ28ရက်နေ့ညနေ9:10 မိနစ်လောက်မှာအောင်လံမြို့နယ်တဲကပြက်လော့တိုက်နယ်ရဲစခန်းကိုတရက်ခရိုင်တရင်2လအောက်ခန့် Bravo Fire Team ကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အင်အား10ယောက်လောက်ပဲရှိတဲ့ဒီရဲစခန်းကိုဆိုင်ကယ်တွေနဲ့ရုတ်တရက်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးတိုက်ပွဲဟာ9မိနစ်လောက်ပဲကြာမြင့်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာကင်းဆောင်နေတဲ့ရဲတူပွဲချင်းပြီးတေဆုံးခဲ့တယ်လို့စခန်းအတွင်းမှာရှိနေတဲ့အခြားရဲ3ဦးလည်းဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရတဲ့သူတွေထဲကတဦးကတော့ဆေးရုံအရောက်မှာထပ်မံတေဆုံးသွားခဲ့တာကြောင့်စုစုပေါင်း2ဦးတေဆုံးခဲ့ပါတယ်။တော်လိုင်းရဲ့ရဲဘော်တွေဘက်ကတော့ဘာထိခိုက်မှုမှမရှိဘဲစနစ်တကျပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါဟာစစ်ကောင်စီအနေနဲ့အောက်ခြေစခန်းတွေကိုလုံခြုံရေးမပေးနိုင်တော့ဘဲနယ်မြေစိုးမိုးမှုတွေပြိုလဲနေတာကိုပြသနေတာဖြစ်တယ်လို့စစ်ရေးလှစ်လာသူတွေကသုံးသပ်နေကြပါတယ်။ကရင်ပြည်နယ်ဘက်မှလည်းတိုက်ပွဲတွေကအရှိန်မြင့်နေဆဲဖြစ်ပါတယ်။မြောက်ရီမြို့တောင်ဘက်ခြမ်းကဖလူးဒေသမှာစစ်ကောင်စီတပ်တွေနဲ့ KNL ပူးပေါင်းတပ်တွေကြားမှာဇူလိုင်လတစ်လလုံးတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာပါ။စစ်ကောင်စီကတော့ဒီဒေသကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်တပ်မ22နဲ့တပ်မ44တို့ကိုအင်အားအလုံးရင်သုံးပြီးစစ်ကြောင်းထိုးလာတယ်လို့ဒီကြောင်းကနေလည်းပြင်းထန်ဘုံကျဲနေပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ28ရက်နေ့ကဆိုရင်တုံးတက်ကွေအနီးမှာရှိတဲ့ရဲတော်မူဖျားဘုံကြီးကျောင်းတွေကိုလေကြောင်းကနေပေါင်900ဘုံတွေနဲ့ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းတိုက်ဆရာတော်အပါဝင်3ဦးထဏ်ရာရရှိခဲ့ပါတယ်။တိုက်ပွဲတွေဟာတစ်ဖက်ကမ်းထိုင်းနိုင်ငံမဲဆောက်မြို့ကနေတောင်မြေတုံခါမှုတွေကိုခန်းစားရတဲ့အထိပြင်းထန်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ KNL တပ်မှုတွေရဲ့ပြောကြားချက်အရတော့စစ်ကောင်စီတပ်တွေဟာရိတ်ခါအခက်အခဲတွေကြုံနေရပြီးစိတ်သက်ပြပြနေတာကြောင့်ရှီတိုးဖို့ခက်ခဲနေတယ်လို့သိရပါတယ်။အညာဒေသမှာလည်းစစ်ရေးအခြေအနေတွေကတင်းမာနေစေပါ။မကွေးတိုင်းစောမြို့နယ်အတွင်းမှာအာရခတပ်တော် AA နဲ့ဒေသခံတော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီးစစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံတိုက်ခိုက်နေပါတယ်။ပြီးခဲ့တဲ့မေလကုန်ပိုင်းကစပြီးမင်းတပ်ဘက်ကနေဆင်းလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာဇော်မြို့နယ်တဲကိုတိုးဝင်လာခဲ့တာဖြစ်ပါတယ်ဒီတိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီဘက်ကအကြဆုံးများနေပြီးရပ်ပေါင်း60အတွင်းမှာတင်တပ်သား100ခန့်သေဆုံးပြီး900ကျော်ရှိရာနေပါလောက်ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့သိရပါတယ် PDF အဖွဲ့တွေကတော့စစ်သုံးပန်း6ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ MA1 တနက်4လက် AK47 တနက်တွေနဲ့ခရမ်းမီကြောက်အမြောက်အများကိုလည်းသိသိရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်အခုလူခွင့်ရေးနဲ့နိုင်ငံရေးသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်မိဘပြည်သူတွေရဲ့စိတ်နှလုံးကိုမချမ်းမမြေဖြစ်စေမဲ့သတင်းတစ်ခုကတော့လူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အခြေအနေပဲဖြစ်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုစစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားခဲ့တာဒီကနေ့ဆိုရင်ရက်ပေါင်း2000တိတိပြည့်သွားပြီဖြစ်ပါတယ်။ဒီလိုရက်ပေါင်း2000ကျော်ကြာမြင့်လာတဲ့အထိသားဖြစ်သူ Kim Eric အနေနဲ့မိခင်ဖြစ်သူနဲ့စကားပြောခွင့်မရသလိုအသက်ရှင်နေကြောင်းယုံကြည်စိတ်ချရတဲ့သက်သေတစုံတရာလည်းမရရှိသေးဘူးလို့လူမှုကွန်ရက်ကနေတဆင့်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။အသက်82နှစ်အရွယ်ရှိပြီဖြစ်တဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တဦးကိုဘာကြောင့်အပြင်လောကနဲ့အဆက်အသွယ်ဖြတ်ပြီးဖုံးကွယ်ထားရတယ်လဲဆိုတာကိုလည်းသူကမေးခွန်းထုတ်ထားပါတယ်။မိခင်ဖြစ်သူရဲ့ကျန်းမာရေးနဲ့လက်ရှိအခြေအနေကိုသိရှိနိုင်ဖို့အတွက်သက်ဆိုင်ရာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကိုလည်း Kim Harris ကတိုက်တွန်းတောင်းဆိုထားပါတယ်။နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ACLED အဖွဲ့ကထုတ်ပြန်လိုက်တဲ့အစီရင်ခံစာမှာတွေ့ရပါတယ်။2026ခုနှစ်ရဲ့ပထမ6လအတွင်းမှာတင်တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ကောင်စီကကျူးလွန်ခဲ့တဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကြောင့်အရက်သား450ကျော်သေဆုံးခဲ့ရပါတယ်။ဒီသေဆုံးမှုတွေရဲ့40ရာခိုင်နှုန်းနီးပါးဟာစကိုင်းမကွေးနဲ့မန္တလေးတိုင်းတို့ပါဝင်တဲ့အညာဒေသတွေမှာဖြစ်ပွားခဲ့တာပါ။အထူးသဖြင့်ပြီးခဲ့တဲ့မတ်လမှာဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုကာကွယ်ရေးဦးစီးချုပ်ဖြစ်ခန့်အပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာအရက်သားသေဆုံးမှုနှုန်းကပိုပြီးမြင့်တက်လာခဲ့တာကိုတွေ့ရပါတယ်။စစ်ကောင်စီဟာအရင်ကလိုလေကြောင်းကနေကြဲပြန့်ဘုံကျဲတာမျိုးထက်တော်လိုင်းရေးအင်အားစုတွေရှိတဲ့နေရာတွေကိုပြစ်မှတ်ထားပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်တဲ့နီလန်းကိုပိုပြီးပြောင်းလဲအသုံးပြုလာတယ်လို့လည်းအစီရင်ခံစာကထောက်ပြထားပါတယ်။နောက်ထပ်စိတ်မကောင်းစရာသတင်းတစ်ခုကတော့မန္တလေးကတပိတ်ခေါင်းဆောင်ကိုထက်မြတ်အောင်ရဲ့အခြေအနေပါ။ရတနာဘုံတက္ကသိုလ်ကျောင်းသားများတမကဥက္ကဋ္ဌဟောင်းကိုထက်မြတ်အောင်အပါအဝင်တပိတ်ခေါင်းဆောင်10ဦးကိုစစ်ကောင်စီတရားရုံးကနေထောင်ဒဏ်32နှစ်စီမတရားပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။သူတို့ကို2022ခုနှစ်ကုန်ပိုင်းကတည်းကဖမ်းဆီးခဲ့တာဖြစ်ပြီးစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုနှောက်ယှက်ဟန့်တာမှုအပါအဝင်အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်တွေနဲ့အမှုပေါင်းများစွာတက်ပြီးခုလိုထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့တာပါ။ဖမ်းဆီးခံရစဉ်အတွင်းမှာလည်းရိုက်နှက်နှိပ်စက်ခံရတာတွေရှိခဲ့တာကြောင့်သူတို့ရဲ့ကျန်းမာရေးအတွက်မိသားစုဝင်တွေနဲ့ကျောင်းသားအဖွဲ့အစည်းတွေကစိုးရိမ်နေကြပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအပိုင်း1ကိုဒီမှာတင်ရနာခွင့်ပြုပါခင်ဗျာ။ကြံရှိနေသေးတဲ့သတင်းတွေကိုတော့အပိုင်း2မှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံရေးနဲ့လူ့အခွင့်အရေးဆိုင်ရာသတင်းတွေကိုဆက်လက်တင်ဆက်ပေးကြပါမယ်။အာဆီယံအနေနဲ့မြန်မာအရေးမှာဝေးလဲကြောင်းပဲလုပ်မနေပဲစစ်ကောင်စီကိုပြက်ပြက်သားသားအရေးယူဖို့နိုင်ငံတကာကဖိအားတွေပိုပြီးပြင်းထန်လာနေပါတယ်။မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SAC ဖွဲ့ဝင်တွေဖြစ်ကြတဲ့မလေးရှားနိုင်ငံသားရေးဝန်ကြီးဟောင်းနိုဂိုမာအော်တီထွန်ကို Iskakani ထိုင်းရဲ့စုံချအားနိုင်ငံဖိထန်တပီဒီအခမ်ဒေါက်တာဆိုင်ဖူဒင်အဗ်ဒူလာကုလသမဂ္ဂအချက်လက်ရှာဖွေရေးမစ်ရှင်ဥက္ကဋ္ဌဟောင်းမာဇူကီဒါရုစ်မန်နဲ့လူအခွင့်အရေးကျွမ်းကျင်သူတွေဖြစ်ကြတဲ့ယန်ဟီလီခရစ်စီဒိုဒီတို့ကပူးတွဲကြေညာချက်တရထုတ်ပြန်လိုက်တာပါသူတို့ကတော့စစ်ကောင်စီဟာအာဆီယံရဲ့ဘုံသဘောတူညီချက်9ရပ်ကိုနှစ်တိုင်လှည့်စားပြီးအချိန်ဆွဲနေတာဖြစ်တယ်လို့မကြသေးခင်ကထိုင်းနိုင်ငံမှာအာဆီယံကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပြီးနောက်ပိုင်းမှာတောင်းသူတို့ရဲ့လွှတ်တော်ကနေဒီသဘောတူညီချက်တွေကိုပယ်ချတဲ့အကြောင်းထုတ်ပြန်ခဲ့တယ်လို့ထောက်ပြထားပါတယ်အာဆီယံအနေနဲ့အလုံ
လုံးမဖြစ်တော့တဲ့ငါချက်ကိုပဲဖတ်တွယ်မနေပဲမူပေါင်းအသစ်တစ်ခုကိုရေးဆွဲဖို့နဲ့မြို့သားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ရပ်ပတ်အဖွဲ့အစည်းတွေကိုမြန်မာပြည်သူတွေရဲ့တရားဝင်ကိုယ်စားလှယ်တွေဖြစ်ထိတွေ့ဆက်ဆံဖို့တိုက်တွန်းထားပါတယ်။အာဆီယံစည်းဝေးတွေကျင်းပနေတဲ့ကာလအတွင်းမှာပဲတနင်္သာရီတိုင်းထောက်ဝက်ဘက်မှာစစ်ကောင်စီကကျူးလွန်ခဲ့တဲ့ရက်စက်မှုတွေကပေါ်ပေါက်လာပြန်ပါတယ်။လူသားချင်းစာနာမှုကုညီပေးရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့လူငယ်3ဦးအပါအဝင်4ဦးကိုစစ်ကောင်စီကလူသားတိုင်းအဖြစ်အသုံးပြုပြီးတပ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကတကယ့်ကိုကံရင်းနာစရာပါသူတို့ရဲ့ရုပ်အလောင်းတွေကိုလမ်းဘေးမှာစွန့်ပစ်ထားတာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဂျပန်နိုင်ငံသားရေးဝန်ကြီးမိုတက်ဂီတိုရှိမီစုကမြန်မာနိုင်ငံနဲ့ဆက်ဆံရေးပြန်လည်တိုးတက်စေခြင်းရင်စစ်ကောင်စီအနေနဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့ဒေါအောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးခံထားရသူအားလုံးကိုလွှတ်ပေးဖို့နဲ့နိုင်ငံရေးအရာတိုးတက်မှုတွေပြသဖို့လိုအပ်တယ်လို့တိုကျိုမြို့မှာဖြစ်လို့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။စစ်ကောင်စီကဂျပန်လုပ်ငန်းရှင်တွေကိုလာရောက်ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်နေပေမဲ့ဒီလိုအခြေခံကျတဲ့လူအခွင့်အရေးကိစ္စတွေကိုမဖြေရှင်းနိုင်သေးတော့ဘယ်သူမှလာရောက်မှာမဟုတ်ဘူးလို့စစ်ရေးလေ့လာသူတွေကဆိုပါတယ်။တရားဥပဒေစမွေးနဲ့ပတ်သက်လို့ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့သတင်းကလည်းမွန်ပြည်နယ်မှာလူပြောများနေပါတယ်။ယထာပေါ်မှာစီကံမဲ့နေထိုင်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့လူပေါင်း60ကျော်ကိုရေးယူရမှာမွန်ပြည်နယ်မျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူးဒေါ်မြတန်းဦးဆောင်တဲ့မထက်တန်လာ54ယောက်ကိုတော့ဒဏ်ငွေ3သိန်းစီပဲချမှတ်ခဲ့ပြီးကိုတထွေးထွေးမိတဲ့စင်ရသားမျိုးသမီး4ယောက်ကိုတော့ထောင်ဒဏ်2လစီအမိန့်ချခဲ့တာပါ။ဒါဟာဥပဒေအထက်မှာဘယ်သူတွေရှိနေတယ်လဲဆိုတာကိုမေးခွန်းထုတ်เสียဖြစ်လာပါတယ်။အလားတူပဲကချင်ပြည်နယ်မိုးညင်းမြို့နယ်ထဲကနောင်ကုန်းကြီးရွာမှာလည်းရွာသားတွေကိုယ်တိုင်စောက်လုပ်ထားတဲ့ဘုံကြီးကျောင်းကိုရွာလူကြီးတွေနဲ့ခေါပကတွေကမီးရှို့ဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒါဟာရွာသားတွေကြီးညိုတဲ့ဆရာတော်ကိုကျောင်းထိုင်အဖြစ်မခန့်အပ်ပဲရွာလူကြီးတွေစိတ်ကြိုက်ဆရာတော်ကိုပြောင်းလဲခန့်အပ်ကနေစတင်တဲ့ပြိပခါဖြစ်ပါတယ်။ရွာသား35အိမ်အောင်ကိုရွာထဲကနေဖယ်ထုတ်ခဲ့တယ်လို့သူတို့စောက်ထားတဲ့ကျောင်းအသစ်ကိုလည်းမီးရှို့ခဲ့တာပါ။ဒါဒီမကသေးပဲအဲ့ဒီကျောင်းသားတွေဘက်ကမိသားစုဝင်တအူတေဆုံးလို့နာရေးပြုလုပ်ရမှာတော့ရွာလူကြီးတွေကနှောက်ယှက်ခဲ့ပြီးဆရာတော်ကိုဓမြတွေလိုကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထိအနိုင်ကျင့်မှုတွေရှိခဲ့တယ်လို့ဒေသခံတွေကရင်ဖွင့်ကြပါတယ်။အခုရာဇဝတ်မှုနဲ့လူမှုရေးသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေရဲ့ဗဟိုချက်ဖြစ်နေတဲ့ကရင်ပြည်နယ်က KK Park Online ငွေလင်းကိုင်းတွေနဲ့ပတ်သက်ပြီးထိုင်းတရားရုံးကနေ BGF ခေါင်းဆောင်တဦးဖြစ်သူဗိုလ်မှူးစောမုတ်တုံကိုဖမ်းဝရမ်းထုတ်ပြန်လိုက်ပါတယ်။သူ့ကိုလူကုန်ကူးမှုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ပတ်သက်နေတယ်လို့ဆွဆွဲထားတာပါ။ဗိုလ်မှူးစောမုတ်တုံဟာအိန္ဒိယနိုင်ငံသားတွေအပါအဝင်နိုင်ငံသားတွေကိုထိုင်းနိုင်ငံကနေတဆင့်မြောက်ဒီဒေသတွေကိုတရားမဝင်ခေါ်ဆောင်ပြီး online ငွေလိမ်လုပ်ငန်းတွေမှာအတင်းကျပ်ခိုင်းစေမှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။အဲဒီစခန်းတွေထဲမှာလူပေါင်း3သိန်းကျော်လောက်ဟာတနေ့ကို18နာရီအထိအလုပ်လုပ်နေရပြီးခိုင်းတဲ့အတိုင်းမလုပ်ရင်ရိုက်နှက်နှိပ်စက်ခံရတာတပ်ဖြတ်ခံရတာတွေအထိရှိနေတယ်လို့လွတ်မြောက်လာသူတွေကဆိုပါတယ်။ဒီအမှုမှာဗိုလ်မှူးကြီးစောချစ်သူနဲ့ဗိုလ်မှူးကြီးစောတင်ဝင်းတို့ကိုလည်းဖမ်းဝရမ်းထုတ်ဖို့ကြိုးစားခဲ့မှုပေမဲ့အခုတော့စောမုတ်တုံတဦးတည်းကိုပဲအရင်ဆုံးဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။ဝရမ်းတက်တန်းကတော့15နှစ်တောင်ရှိပါတယ်။ဒီလို online ငွေလိမ်ခိုင်းတွေနဲ့ပတ်သက်လို့စစ်ကောင်စီကလည်းတည်တံ့အထိပေးနိုင်မဲ့ဥပဒေတစ်ရပ်ကိုအတည်ပြုလိုက်ပါတယ်။ဒါပေမဲ့ဒီဥပဒေဟာတကယ်ငွေလိမ်ခိုင်းခေါင်းဆောင်တွေကိုနှိမ်နင်းဖို့ထက်နိုင်ငံတကာကိုဟန်ပြဖို့နဲ့အောက်ခြေကလုပ်သားတွေကိုပဲအရေးယူဖို့ဖြစ်လာနိုင်တယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။တစ်ဖက်မှာလည်းမလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတွက်စိုးရိမ်စရာသတင်းတစ်ခုကတော့ရိုဟင်ဂျာဒုက္ခသည်9000ကိုမြန်မာနိုင်ငံဘက်ကပြန်လည်လက်ခံဖို့မလေးရှားဝန်ကြီးချုပ်နဲ့သဘောတူညီချက်ရရှိသွားတာဖြစ်ပါတယ်။ဒါဟာလူသားချင်းစာနာမှုထက်သူတို့ကိုစစ်မှုထမ်းဖို့အတင်းအကျပ်အသုံးပြုမလားဆိုတာကိုလူခွင့်ရေးဖွဲ့တွေကစောင့်ကြည့်နေကြပါတယ်။မလေးရှားနိုင်ငံဂျိုဟိုးပြည်နယ်မှာလည်းတရားမဝင်နေထိုင်သူမြန်မာ38ဦးအပါအဝင်လူ90ကိုထပ်မံဖမ်းဆီးလိုက်ပြီးနက်နက်တောင်ထိန်းချုပ်ရေးစခန်းကမြန်မာ69ဦးကိုတော့နေရက်ပြန်လည်ပို့ဆောင်လိုက်ပြီလို့သိရပါတယ်။မကွေးတိုင်း6မြို့နယ်အနီးမှာပျောက်ဆုံးသွားတဲ့တော်ဝင်ခီးတဲ့တင်မှန်လုံကားကြီးရဲ့သတင်းကလည်းခုထက်ထိပဟေလိဖြစ်နေစေပါနေပြည်တော်ကနေထွက်ခွာလာတဲ့အဲ့ဒီကားကြီးဟာကွေးကြိုကျေးရွာအနီးမှာအဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါအစပိုင်းမှာတော့ခီးတဲ့တွေအားလုံးပျောက်ဆုံးနေတာဖြစ်ပေမဲ့နောက်ပိုင်းမှာကျောင်းဆရာမဒူအပါဝင်ခီးတဲ့၄ဦးကိုတော့ပြန်လွှတ်ပေးခဲ့ပါတယ်ဒါပေမဲ့ကားကြီးနဲ့ကြံတဲ့ခီးတဲ့တွေဘယ်ရောက်နေတယ်လဲဆိုတာကိုတော့ကုမ္ပဏီဘက်ကထုတ်ဖော်ပြောကြားဖို့ညှင်းဆန်နေပါတယ်အဲ့ဒီဒေသမှာစစ်ကောင်စီကစစ်မှုထမ်းဖို့အတွက်လူတွေကိုအတင်းကျပ်လိုက်လံဖမ်းဆီးနေတာတွေရှိသလိုဓမြတိုက်မှုတွေလည်းမကြာခဏဖြစ်ပွားလေရှိတာကြောင့်ခီးသွွားပြည်သူတွေအနေနဲ့အထူးသတိထားကြဖို့လိုအပ်ပါတယ်နိုင်ငံတော်အကြီးအကဲဆိုသူကတော့ចောင်းသားចောင်းသူတွေအာဟာရပြေဝဖို့ဆိုပြီးတပတ်ကိုတစ်ချိန်ချက်ဥတစ်လုံးနွားနို့တစ်ခွက်နဲ့ငပြောသီးတစ်လုံးကျွေးဖို့ညွှန်ကြားထားပါတယ်ဒါပေမဲ့ဒီအတွက်ကုန်ကျစရိတ်ကိုတော့ចောင်းသားမိဘတွေရဲ့အိတ်ဆိုင်နဲ့ပဲကျွေးဖို့ပြောထားတာကြောင့်မိဘတွေမှာခက်ခဲဖြစ်နေရပါတယ်လှိုင်သာယာဘက်ကចောင်းအုပ်ကြီးတူရဲ့ပြောကြားချက်အရတော့ចောင်းသားတွေစားနေတဲ့ပုံကိုဓာတ်ပုံရိုက်ပြီးအထက်ကိုတင်ပြရတယ်လို့ဆိုပါတယ်ဒါဟာလက်တွေ့ကျတဲ့အကူအညီထက်ဟန်ပြလောက်ရက်တွေဖြစ်နေတယ်လို့မိဘတွေကညှိတွားနေကြပါတယ်